I enjoy play. I want to learn English. ဒီလိုမျိုး sentence တွေကိုမှန်အောင်ပြောတတ်ဖို့ဆိုရင်တော့ verb pattern နှစ်ခုကိုအရင်လေ့လာဖို့လိုအပ်ပါတယ်။ Okay ပထမဆုံး verb pattern ကတော့ gerund ပဲဖြစ်ပါတယ်။ gerund ဆိုတာကကြတော့ verb ကို ing form အနေနဲ့ noun အသွင်ပြောင်းထားတာပဲဖြစ်ပါတယ်။ Okay ဥပမာအနေနဲ့ဆိုလို့ရှိရင် play verb ဆိုလို့ရှိရင်ကစားသည် playing continuous form အနေနဲ့ဆိုလို့ရှိရင်ကစားနေသည်အဲ့မှာနောက်တစ်ခုက noun form အနေနဲ့ဆိုလို့ရှိရင်ကစားခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်ဒီလိုမျိုး playing ကစားနေသည်နဲ့ကစားခြင်းဆိုတဲ့ verb ing form ကို gerund လို့ခေါ်တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့သင်ခန်းစာမှာတော့ continuous form ကိုလေ့လာမှာမဟုတ်ဘဲနဲ့ gerund ကိုမှ noun ပုံစံပြောင်းထားတာကိုပဲလေ့လာမှာဖြစ်ပါတယ် Okay ဥပမာလေးတစ်ချက်ကြည့်ကြည့်အောင်နော် Write verb ကစာရေးသည် Writing စာရေးခြင်း noun form လေးဖြစ်ပါတယ် Okay နောက်တစ်ခုက Cook ချက်ပြုတ်သည် Cooking ချက်ပြုတ်ခြင်းပဲဖြစ်ပါတယ်အဲဆိုလို့ရှိရင် gerund ဆိုတာကြတော့ verb ing form ကို noun အနေနဲ့အသွင်ပြောင်းထားပဲဖြစ်ပါတယ် Okay နောက်ထပ် verb pattern နောက်တစ်မျိုးကတော့ infinitive ပဲဖြစ်ပါတယ်အဲ့ဒါကတော့ဥမာဆိုလို့ရှိရင် plan to travel decide to study promise to call ဆိုပြီးတော့ to ရဲ့အနောက်မှာ base verb လေးလာဝဲဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင် base verb ဆိုတာကြောင့် original verb လေး s တွေ es တွေထည့်ရေးစားမလိုပါဘူး Okay ဥမာဆိုလို့ရှိရင် plan to travels decide to studies promise to calls ဆိုပြီးတော့ s တွေ es တွေထည့်ရေးစရာမလိုပါဘူးအဲဆိုလို့ဆိုရင်ဥပမာလေးတစ်ချက်ကြည့်ကြည့်ရအောင် I plan to travel next month ငါနောက်လာတယ်ခရီးသွားဖို့ plan ရှိရပါတော့စီစဉ်နေရ We decide to stay home ငါတို့ရအိမ်မှာနေဖို့ဆုံးဖြတ်ထားတယ် She promised to call me သူမငါ့ကိုဖုန်းခေါ်မယ်လို့ခရီးပေးထားတယ်အဲဆိုလို့ဆိုရင်ဗီဒီယိုအစမှကပြောထားတဲ့ I enjoy play I want learn English ဆိုလေးကိုပြန်တစ်ချက်ကြည့်ကြအောင်အဲဆိုလို့ဆိုရင် I enjoy playing ငါကစားရစိုက်နေတတ်တယ်အဲ့ဒါတော့ gerund ဖြစ်ပြီးတော့ I want to learn English ငါအင်္ဂလိပ်စာလေ့လာခြင်းနဲ့အဲ့ဒါတော့ infinitive ပဲဖြစ်ပါတယ်အဲဆိုလို့ဆိုရင် gerund ကိုဘယ်နေရာမှာသုံးရမလဲ infinitive ကိုဘယ်နေရာမှာသုံးရမလဲဆိုတာကိုထပ်ပြီးတော့လေ့လာကြည့်ကြရအောင်နော် gerund သုံးရမလား infinitive သုံးရမလားဆိုတာသူတို့ရှေ့က verb တွေပေါ်မှာမူတည်ပါတယ်တချို့ verb တွေကအမြဲ gerund လိုက်တယ်တချို့ verb တွေကတော့အမြဲ infinitive လိုက်တယ်ပေါ့နော် gerund လိုက်တဲ့ verb တွေကိုအရင်လေ့လာကြည့်အောင်ဥပမာဘယ်လိုမျိုးလဲဆိုရင် I enjoy playing ဒီမှာဆိုလို့ရှိရင် enjoy အဲ့လိုပုံစံမျိုးပဲ gerund လိုက်တဲ့ common verbs တွေတစ်ချက်ကြည့်ကြည့်အောင်နော် Okay အဲ့ဆိုဥပမာလေးတစ်ချက်သွားကြည့်အောင် voice ကကြာရှောင်ကျင်တော့ပြောသူမညနက်မှာစားတာမျိုးတွေကိုရှောင်ကျင်လေးရှိတယ်အဲ့ဆိုလို့ရှိရင်သူကစောညစာစားလေးရှိရပေါ့နော်အဲ့လိုမျိုးပြောတာနောက်တစ်ခုကကြတော့ practice အဲ့ဒါလေ့ကျင့်တာ He practices singing every day သူကနေတိုင်းတချင်းဆိုလေ့ကျင့်လေးရှိတယ်နောက်တစ်ခု recommend ဆိုတာကြအကြံပြုတာအကြံပေးရပေါ့နော် I recommend trying this dish ဒီဟင်းဖို့စားကြည့်ဖို့ငါအကြံပေးတယ်အမှာတော့ verbs followed by infinitives လေးတွေကိုတစ်ချက်သွားကြည့်အောင် afford ဆိုတာကြတက်နိုင်တာပြောI can't afford to buy a new car right now ငါအခုကားအသစ်မဝယ်နိုင်သေးဘူးဝယ်ဖို့မတက်နိုင်သေးဘူးပြောပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ arrange ကတော့စီစဉ်တယ် They've arranged to meet at noon သူနေခင်းမှာတွေ့ဖို့စီစဉ်ထားတယ် hope ကတော့မျှော်လင့်နေပါနော် We hope to visit Paris next year နောက်နှစ်ထဲမှာ Paris သွားလည်နိုင်ဖို့ငါ့မျှော်လင့်နေ
တချို့ verb တွေက gerund ရော infinitive ရောလိုက်လို့ရတယ်အဓိပ္ပာယ်ပြောင်းလဲမှုမရှိဘူးအတူတူပဲဒါတွေကတော့ gerund ရော infinitive ရောလိုက်လို့ရရပဲဖြစ်ပါတယ်အဲ့ဆိုဥပမာလေးတစ်ချက်ကြည့်ကြည့်အောင်နော် love ကကြချစ်မြတ်နိုးရယ်ကြိုက်နေတတ်တယ်ပေါ့နော် He loves reading science fiction သူက science fiction စာအုပ်တွေဖတ်ရတာကြိုက်တယ် He loves to read science fiction သူ science fiction စာအုပ်တွေကြိုက်နေတဲ့ဖတ်ရတာကိုကြိုက်နေတတ်တယ်အတိတ်ပဲတူတူပဲပြောင်းလဲမှုလုံးဝမရှိဘူးနောက်တစ်ခု hate ကတော့မုန်းတာပေါ့နော် He hates waiting He hates to wait သူကစောင့်ရတာမုန်းနေမကြိုက်ဘူးအဲ့လိုပြောရပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ begin ကစတင်တယ် I began learning English when I was 5 I began to learn English when I was 5ငါအသက်5နှစ်ကတည်းကအင်္ဂလိပ်စာစတင်လေ့လာခဲ့တယ်တချို့ verb တွေကကြတော့ gerund ရော infinitive ရောလိုက်လို့ရတယ်ဆိုပေမဲ့အဓိပ္ပာယ်ကတော့ကွာသွားရပါတော့အဲ့ဒီ verb တွေကတော့ stop forget remember regret ပဲဖြစ်ပါတယ် okay အဲ့ဆိုဥပမာလေးတစ်ချက်ကြည့်ကြည့်အောင်နော် stop plus gerund အဲ့တော့တခုခုလှုပ်ချင်းကိုရက်တာပဲပြောဥပမာဆိုလို့ဆိုရင် she stopped working late သူမအလုံနောက်ကျထိလှုပ်တာကိုရက်လိုက်တယ်ဥပမာဆိုလို့ဆိုရင်အလုံနောက်ကျအောင်မလုပ်တော့ဘူးပေါ့နော်ဒီနေ့ကစပြီးတော့ work life balance ညီအောင်အဲ့လိုအလုံ8နာရီဆိုလို့ဆိုရင်သူအနားယူမချင်းရလဲ8နာရီအပြည့်အဝအနားယူမယ်အဲ့လိုပုံစံမျိုးပြော stop plus infinitive အဲ့ဒါကြတခုခုလှုပ်ဖို့အတွက်ရက်တယ်ဥပမာဆိုလို့ဆိုရင် we stopped to rest for a while ဟောရတခုခုလှုပ်နေတာကနေပြီးတော့ခဏအနားယူဖို့အဲ့လှုပ်နေတဲ့အရာကိုရက်လိုက်တယ်ကြက်တောင်ရိုက်နေရကွာကြက်တောင်ရိုက်နေတာကနေပြီးတော့မောလာတဲ့အတွက်ကြောင့်မလို့ခဏအနားယူတယ်အဲ့လိုပုံစံမျိုးကိုပြော forget plus gerund အတိတ်တုန်းကအဖြစ်အပျက်အကြောင်းအရာတစ်ခုကိုမေ့တယ်ဥပမာဆိုလို့ဆိုရင် I will never forget meeting my idol ဒီမှာဆိုလို့ဆိုရင် forget ကကြမေ့ never ထည့်ထားတဲ့အတွက်ကြောင့်ဘယ်တော့မှမေ့မှာမဟုတ်ဘူးပြောငါ idol နဲ့တွေ့ခဲ့ရအောင်ဘယ်တော့မှမေ့မှာမဟုတ်ဘူးပဲဖြစ်ပါတယ် forget plus infinitive သူကကြတခုလို့ဖို့မေ့တာဥပမာဆိုလို့ဆိုရင် I forgot to bring my lunch today ဒီနေ့နေ့လည်စာယူခဲ့ဖို့မေ့တာပဲဖြစ်ပါတယ် remember plus gerund သူကကြတော့ forget နဲ့အတူတူပဲဒါပေမဲ့ remember ကကြအတိတ်သွားအဖြစ်ပြက်အကြောင်းအရာတွေကိုသတိရတာပဲဖြစ်တယ် I remember meeting her at the party သူမနဲ့မတွေ့ခဲ့ရလေကိုသတိရတယ်လို့မျိုးပြ remember plus infinitive သူကကြတော့တခုခုကိုလုပ်ဖို့သတိရအခုမှပေါ့နော်တခုလုပ်ဖို့သတိရတာကိုပြောဥပမာဆိုလို့ဆိုရင် I remember to call you ငါအမေကိုဖုန်းခေါ်ဖို့သတိရတယ်ကိုကညအေးအောင်ဝင်တော့မယ်ဒါပေမဲ့အခုမှအမေကဖုန်းခေါ်ထားတယ်ပေါ့နော်အဲ့တော့ပြန်ခေါ်ဖို့မေ့နေရအခုမှပြန်ခေါ်ဖို့သတိရတယ်အဲ့လိုပုံစံမျိုးပြောရပဲဖြစ်ပါတယ် regret plus gerund သူကကြတော့နောင်တရတယ်ကိုပြောဥပမာဆိုရင် he regrets not studying harder studying ကကြစာလေ့လာတာ not studying စာမလေ့လာမိတာကိုနောင်တရတယ်ပေါ့နော် regret plus infinitive ကကြတော့စိတ်မကောင်းပါဘူးလို့ပြောချင်တဲ့ခါမှာသုံးလိုက်ရတယ်ဥပမာဆိုလို့ဆိုရင်ကိုကသတင်းစိုးတစ်ခုခုကို inform လုပ်ရတော့မယ်ဆိုလို့ဆိုရင်သုံးလေးရှိရပါတော့ I regret to inform you that the event has been cancelled ပွဲအခမ်းအနားအစီအစဉ်လေးကဖျက်သိမ်းလိုက်ရအောင် inform လုပ်ရငါအရင်စိတ်မကောင်းဖြစ်ပါတယ်လို့ပြောရပဲဖြစ်ပါတယ်